နေတဲ့မြေကန်ဖို့ရပဲကအင်္ဂလိပ်ကိုမြမလာတာဆယ်စုနှစ်တစ်ခုလောက်တောင်ကြာခဲ့ပြီမျိုးပြရဲ့ရှင်ကြီးဝိတေရဲ့နောက်ချီရာကောင်းရင်နေတာငါပြီးတာဘတော်မှာမရောက်ဘူးဘတော်မှာအိမ်သမရောက်နိုင်တော့ပါနေညိုချိန်ပါနဲ့မနိုင်မရတဲ့လားစီစားတခါတလေမှမြူနဲ့တပြောက်ဖြောက်ကြတဲ့ခေါင်းမိုးဟာ